ရှေးဥစွာအလုံးကိုမင်္ဂလာပါဒီကနေ့ဖျားသခင်ကျေးဇူးတော်၌တက်တဲ့ခံဖို့ရန်အချိန်နာရီကိုဖျားသခင်ပြင်ဆင်ပေးတာဖြစ်တယ်ကျေးဇူးတော်တက်တက်ဖြစ်တယ်ဒီကနေ့ကျွန်မကတော့ကျွန်မရဲ့ online ပေါ်မှာရှိတဲ့မိသားစုတွေကျွန်မရဲ့ friend တွေကျွန်မရဲ့တငယ်ချင်းတွေမိတ်ဆွေတွေအားလုံးကျွန်မချင်းရှိဖို့ကျွန်မအမြဲတမ်းတတိယလည်းဆုတောင်းပေးပါတယ်လို့မျှော်လင့်ခြင်းရှိတယ်ယုံကြည်ခြင်းလည်းရှိပါတယ်ကျွန်မရဲ့မိသားစုတွေကျွန်မချင်းညီသက်ချင်းနဲ့အတူရှိမယ်လို့ကျွန်မမျှော်လင့်ပါတယ်ဆုတောင်းပေးလျက်ရှိပါတယ်ဘုရားသခင်အလိုတော်ရှိသည့်အတိုင်းကျွန်မရဲ့ online မိသားစုလေးကိုဘုရားသခင်စောင့်ရှောက်၍ကောင်းကြီးညီသက်ချင်းနဲ့တူကျွန်မချင်းပေးပါစေလို့ယေရှုနာမနဲ့အမြဲတမ်းဆုတောင်းပေးလျက်ရှိပါတယ်ကျွန်မဒီကနေ့တက်တဲ့ခံခြင်းအကြောင်းအရာကတော့ကျွန်မရဲ့အသက်တာမှာကျွန်မမြင်တွေ့လာတဲ့အရာတွေအများကြီးပဲရှိတယ်။အဲ့ဒီအများကြီးထဲမှာဒီကနေ့ကျွန်မအထူးသဖြင့်ကျွန်မနှုတ်ကပတ်တော်နဲ့ရောပဲနောက်ကျွန်မရဲ့အသက်တာမှာမြင်တွေ့ရတဲ့အရာကိုကျွန်မကတက်တဲ့ခံခြင်းတာဖြစ်တယ်။ဒီကနေ့ကျွန်မရဲ့တက်တဲ့ခံချက်ကတော့မိဘနဲ့သားသမီးပေါ်မှာတက်တဲ့ခံချက်ဖြစ်တယ်။အဲ့မိဘဒီဟာဆိုရင်ဒီကနေ့ကျမရဲ့ဒီတက်တီခံချက်ကိုကိုယ့်ရဲ့သားသမီးတွေကိုနော်လူကြီးတွေကကိုယ့်ထက်အငယ်တွေကိုအမတွေကမောင်လေးကိုအကိုတွေကညီလေးကိုညီမလေးကိုနော်ကိုယ့်ရဲ့တူတွေတူမလေးတွေဆယ်ကျော်သက်ကလေးတွေကိုနော်ကလေးလေးတွေကိုဖုန်းတအားကင်တဲ့ကလေးတွေဂိမ်းတအားဆော့တဲ့ကလေးတွေဒီကနေ့ကျမရဲ့ဒီတက်တီခံချက်လေးကိုသူတို့ကိုနားထောင်ပေးစေချင်ပါတယ်မိဘတွေအနေနဲ့ကိုယ်တိုင်လည်းနားထောင်ပြီးတော့သားသမီးတွေကိုလည်းပြန်လည်၍နားထောင်ဖို့ပြင်ဆင်ပေးပါလို့မေတ္တာရက်ခံပါတယ်သူတို့ကိုနားလဲအောင်ပြောပြပေးပါရှင်းပြပေးပါကျမရဲ့တတိခံချက်တွေဟာလည်းဘုရားသခင်ကျေးဇူးတော်၌နားထောင်တဲ့အခါမှာနားလဲခြင်းအခွင့်ကိုလည်းအကောင်းဆုံးရရှိတာဖြစ်ပါတယ်ဒါဟာကျေးဇူးတော်တသက်ဖြစ်တယ်ဒီကနေ့ကျမရဲ့တတိခံချက်ကတော့ကျမအချိန်လုံးက line မှာကျမကြည့်လိုက်တယ်ကြည့်လိုက်တဲ့အခါမှာအခုလက်ရှိမှာလည်းကလေးတွေကအများကြီးပဲအဲ့လိုမျိုးကဘာတစ်ခုလုံးသူတို့ရှိတယ်ပေါ့နော်ဗီဒီယိုတစ်ခုကျွန်မကြည့်မိတယ်အဲ့ဗီဒီယိုထဲမှာကလေးတွေကတေဝါတယ်ပေါ့နော်ရုတ်တရက်လမ်းသွားရင်းနဲ့ကားတိုက်ပြီးတော့တေတယ်ကစားရင်းနဲ့ချော်လဲခေါင်းကွဲပြီးတော့တေတယ်သူအကြောင်းမျိုးမျိုးနဲ့ဒီကလေးတွေကတေနေကြတေတဲ့အခါမှာသူတို့ရဲ့ဝိညာဉ်တွေကဘယ်ကိုရောက်သွားလဲဆိုတော့ငရဲကိုရောက်သွားတယ်ဆိုတော့ကောင်းကင်နိုင်ငံဟာထိုသူငယ်တို့ဤနိုင်ငံဖြစ်တယ်လို့ကျမ်းစာထဲမှာပြောတယ်နော်ဒီကနေ့ကောင်းကင်နိုင်ငံဟာဆိုရင်သူငယ်တို့ဤကောင်းကင်နိုင်ငံမဟုတ်တော့ဘာဖြစ်လို့လဲဆိုသူငယ်တွေဟာဆိုရင်မိဘစကားကိုနားမထောင်တဲ့အတွက်ကြောင့်မလို့ဖခင်စကားကိုလည်းနားမထောင်ရရောက်တယ်အဲ့ဒါကြောင့်ဒီကနေ့ကလေးသူငယ်တွေဟာဆိုရင်ဂိမ်းဆော့တဲ့အခါမှာရှုံးတဲ့အခါမှာသူတို့ဟာဆိုရင်စိတ်ထဲမှာအလိုမကျတွေဖြစ်လာအလိုမကျတဲ့အခါမှာဘလို့ဖြစ်လဲဆိုတော့ဂိမ်းရှုံးတဲ့အခါမှာစိတ်ထဲမှာသူတို့ကအလိုမကျဘူးစိတ်ဆိုးတယ်ဒေါသထွက်တယ်မိဘကတခုတခုပြောလို့ဆိုရင်မိဘကိုပြန်ပြောတယ်ဆိုတော့စိတ်ထဲမှာမကျဉ်းနှံ့မှုတွေကတအားများတယ်ဘာလို့မကျဉ်းနှံ့ဘူးလဲဆိုတော့ဂိမ်းဆော့တဲ့အခါမှာသူတို့ရဲ့အနိုင်မရတဲ့အတွက်ကဂိမ်းကအမြဲတမ်းအနိုင်ရတယ်ဆိုတာမရှိဘူးဂိမ်းကရှုံးတာများပြီးတော့မှ10ချိန်မှာတစ်ချိန်နောက်ပဲအနိုင်ရတာဖြစ်တယ်ဆိုတော့ရှုံးနေတဲ့အခါမှာသူတို့ရဲ့စိတ်ထဲမှာမခံမရတွေဖြစ်တယ်နော်မကျဉ်းနှံ့မှုတွေဖြစ်လာတယ်အဲ့ဒီမကျဉ်းနှံ့မှုတွေဟာဆိုရင်မိဘနဲ့ကိုယ့်ရဲ့အနာပတ်ဝန်းကျင်ရသူတွေကိုပါသူတို့ရဲ့စကားပြောဆိုမှုတွေဟာရိုင်းပြင်းလာတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီကနေ့ကျမရဲ့တသက်ခံချက်ဟာခလေးသူငယ်တွေအဓိကဖြစ်တယ်သားတို့သမီးတို့အတွက်ဖြစ်တယ်မိဘတွေအတွက်လည်းဖြစ်တယ်အဖြစ်လို့လဲဆိုရင်ဒီကနေ့စင်းရတဲ့ကလေးပဲဖြစ်ဖြစ်ချမ်းသာတဲ့ကလေးပဲဖြစ်ဖြစ်အားလုံးဟာဆိုရင်ဖုန်းကင်နိုင်ကြတယ်ဖုန်းကတော့အ ਨੇ ချင်းကင်နိုင်ကြတယ်တချို့စင်းရတဲ့ကလေးတွေဆိုရင်လည်းပဲသူတို့မိဘတွေကအလုံးလုံးတဲ့ဖုန်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကလေးကိုဂိမ်းဆော့ဖို့ပေးထားတတ်တယ်အဲ့လိုဂိမ်းဆော့ဖို့ပေးထားတဲ့အချိန်ကြလို့ဆိုရင်ဂိမ်းဆော့လာတဲ့အခါကျရင်ကလေးတွေကအနိုင်နဲ့အရှုံးဆိုရင်အရှုံးများလာနေသူတို့ရဲ့စိတ်ထဲမှာမကျဉ်းနှံ့မှုတွေများလာအလိုမကျမှုတွေများလာအဲ့လိုအလိုမကျမှုတွေများလာတဲ့အချိန်ကြလို့ဆိုရင်မိဘကတခုခုတွန်းတင်ဆုံးမလာပြီဆိုရင်သူတို့ကမကြိုက်တော့ဘူး
သူတို့ကိုဖုန်းမကိုင်းနဲ့ဂိမ်းမစော့နဲ့အချိန်နဲ့ပဲကိုင်းဆိုရင်သူတို့မကြိုက်ဘူးမိဘကိုပြန်ပြောတယ်အဲ့တော့ပြန်ပြောတဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့ဒီကလေးတွေဟာဖယားရဲ့ကောင်းကြီးနဲ့ဝေးလာမိဘကိုပြန်ပြောတဲ့ခါမှာမိဘစိတ်ထဲမှာအစင်မပြေဖြစ်လာတယ်စိတ်ထဲမှာအော်ငါသားသမီးတွေငါ့ကိုပြန်ပြောနေပါလားစိတ်ထဲမှာခံစားတဲ့အခါမှာခံစားချက်ကမကောင်းမိဘရဲ့ခံစားချက်မကောင်းတဲ့အခါကျရင်သားသမီးအတွက်ကိုလည်းဒီအရာတွေကကောင်းတဲ့အရာတွေဖြစ်မလာတော့နောက်အဒီလိုမိဘရဲ့စကားကိုနားမထောင်တဲ့အခါမှာဘလို့ဖြစ်လာလဲဆိုရင်ကျမ်းစာကပြောတယ်နော်ဖယားသခင်အလိုတော်နဲ့အညီမိဘစကားကိုနားထောင်လို့ကျမ်းစာကပြောတယ်ဆိုတော့ဖယားသခင်ရဲ့အလိုတော်ကိုပထမဦးဆုံးစန့်ကျင်လာတာဖြစ်တယ်ဒုတိယကမိဘစကားကိုနားမခံခြင်းဖြစ်တယ်အဲ့လိုနားခံခြင်းမရှိဘူးမိဘစကားကိုဖယားစကားကိုနားမထောင်တဲ့အချိန်ကျတော့ဒီကလေးတွေအတွက်ကိုဘာဖြစ်လဲဒီကနေ့ကဘာတစ်ခုလုံးမှာလူကြီးတွေနဲ့အတူတူမိဘတွေနဲ့အတူတူသားသမီးတွေလည်းဒုက္ခဆင်းရဲကိုခံစားရတယ်ရေလွှမ်းမိုးခြင်းလာရင်လည်းကလေးတွေပါတာပဲခံစားရတယ်မြင်းငလင်လှုပ်ခြင်းခံရရင်လည်းတေတဲ့အထဲမှာကလေးတွေပါတယ်မုံတိုင်းတိုက်ခြင်းခံရရင်လည်းလူကြီးတွေနဲ့အတူကလေးတွေပါတာပဲအဲ့တော့ကလေးတွေလည်းခံစားရတယ်ဆိုတော့ကလေးတွေကကက်တင်ကြီးရလားဆိုတော့မရဘူးခန္ဓာမရရင်ဝိညာဉ်လည်းကက်တင်ကြီးရဖို့မရှိခန္ဓာကက်တင်ကြီးရရင်ဝိညာဉ်လည်းကက်တင်ကြီးရလိုက်ပြီဆိုတော့ခန္ဓာကဝိညာဉ်ရောကက်တင်ကြီးရဖို့အတွက်ကိုဘာလို့လဲဆိုရင်ကျမတို့ရဲ့ကလေးတွေဟာဆိုရင်ဖယားသခင်ရဲ့အလိုတော်နဲ့အညီမိဘစကားကိုနားထောင်ဖို့အရေးကြီးတယ်ဒီဖုန်းဆော့တဲ့အခါမှာစိုးကြိုးတွေပဲရှိတယ်ကောင်းကြိုးတစ်ခုမှမရှိဂိမ်းဆော့တဲ့ကလေးတိုင်းကိုကျမပြောခြင်းနဲ့ဂိမ်းဆော့တဲ့အခါမှာခန္ဓာကိုယ်မှာကောင်းကြိုးတစ်ခုမှမရှိပထမအဆုံးမျက်လုံးအားနေတယ်ပြီးအာယုံကြောအားနေလိုက်ပြီးအုံနောက်အားနေလိုက်ပြီးအကြောတွေအားနေလိုက်ပြီးသွေးအားနေလိုက်ပြီးအယိုးတွေမှာအားနေလာတယ်ဖယားသခင်ပေးထားတဲ့ဒီခန္ဓာကိုယ်ကိုကျမတို့မှာဖြည့်ဆည်းပိုင်ခွင့်မရှိပါဘူးလို့နော်သားတို့သမီးတို့ကိုပြောခြင်းနဲ့မိဘတွေကိုလည်းပြောခြင်းနဲ့သူငယ်တွေကိုလည်းပြောခြင်းနဲ့ဂိမ်းတအားဆော့တဲ့လူငယ်တွေကိုလည်းပြောခြင်းနဲ့ဖယားသခင်ပေးတဲ့ဒီခန္ဓာကိုယ်ဖြည့်ဆည်းပိုင်ခွင့်ဘယ်သူမှမရှိဒီအသက်ကိုလည်းဖျားပေးတာဖြစ်တယ်ဒီခန္ဓာကိုယ်ကိုလည်းဖျားသခင်ပေးတာဖြစ်တယ်ခန္ဓာကိုယ်ရဲ့အတွင်းအစိတ်ပိုင်းအပြင်စိတ်ပိုင်းအရာအားလုံးကိုဖျားသခင်ကပြင်ဆင်ထားတာဖြစ်တယ်ကျမတို့မှာဒီအရာကိုအားရှိအောင်မလုပ်နိုင်ရင်အားနည်းအောင်လည်းလုပ်ပိုင်ခွင့်မရှိပါဘူးလို့ကျမပြောချင်တယ်ဆိုတော့မိဘတွေအနေနဲ့ဒီတသက်ခံချက်ကိုဖျားသခင်ရဲ့နာမတော်ကိုထောက်၍ကလေးတွေကိုနားလည်အောင်တွင်တင်ပေးပါဆုံးမပေးပါသူတို့ကိုနားလည်အောင်လည်းနားထောင်ခိုင်းပါဆိုတော့ဖယားသခင်ပေးထားတဲ့ဗိမာန်တော်ဖြစ်တယ်ကျမတို့ရဲ့ခန္ဓာကိုယ်ကဖယားကြီးဗိမာန်တော်ဖြစ်တယ်ဖယားသခင်ဗိမာန်တော်ကိုဖျက်ဆီးရင်ဖယားသခင်ကသူဖျက်ဆီးပလိုက်မယ်လို့ပြောထားတယ်ဆိုတော့ဒီကနေ့သူငယ်တွေရဲ့ကောင်းကင်နိုင်ငံမဟုတ်တော့ပါဘူးသူငယ်တွေဟာဘာဖြစ်လို့ကောင်းကင်နိုင်ငံတော်နဲ့မဆိုင်တော့ဘူးလဲဆိုရင်သူငယ်တွေဟာဂျစ်ကန်ကန်ဖြစ်ပြီးတော့မှဖုန်းဆော့ဖို့ပဲအားအင်းနဲ့အသိဉာဏ်ကိုစိုက်တော်တယ်မိဘစကားကိုနားထောင်ဖို့လိုက်နာဖို့ကျင့်သုံးဖို့ဖယားရဲ့နှုတ်ကပတ်တော်ကိုလိုက်နာဖို့ကျင့်သုံးဖို့အားမစိုက်တော့ဘူးအသိဉာဏ်ကိုလည်းမစိုက်တော့အသိဉာဏ်ဘယ်မှာစိုက်လဲဂိမ်းဆော့တဲ့နေရာမှာစိုက်တယ်ဘလို့နိုင်အောင်ဆော့အောင်လဲဒီအရာကိုစိုက်တယ်ဆိုတော့အားရုံလည်းဘယ်မှာစိုက်လဲဂိမ်းကိုထိုင်ဆော့ဖို့ထိုင်နိုင်တဲ့အားကိုအဲ့ဒီမှာစိုက်တယ်ထိုင်နိုင်ဖို့အားစိုက်ပြီးတော့ထိုင်ပြီးတော့ဆော့တယ်မိဘကတခုတခုခိုင်းလိုက်လို့ဆိုရင်မထိုင်နိုင်တော့ဘူးမသွားနိုင်တော့ဘူးမလာနိုင်တော့ခန္ဓာကိုယ်ကအလုံးမလုံးချင်တော့ဘူးตาညောင်းနေတယ်သမီးညောင်းနေတယ်ဒါမျိုးတွေပြန်ပြောလာတယ်ဘာဖြစ်လို့လဲဆိုရင်ဖယားသခင်ကပြင်ဆင်ထားတဲ့အရာဖယားသခင်ပေးထားတဲ့အာအင်ကိုဒီလူအသိဉာဏ်နဲ့ထုတ်ထားတဲ့နော်လူအသိဉာဏ်နဲ့ကောင်းတဲ့နေရာမှာပဲသုံးရမယ်ဒီဖုန်းကိုမကောင်းတဲ့နေရာမှာပါအသုံးချနေတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျမရဲ့မိသားစုအတိုင်းပိုင်း line ပေါ်ကကျမရဲ့ online မိသားစုလေးမှာရှိတဲ့သားသမီးလေးတွေခလေးသူငယ်လေးတွေအားလုံးကိုကျမပြောချင်ပါတယ်တင်တို့အနေနဲ့ပထမဦးဆုံးဖယားသခင်ရဲ့အလိုတော်နဲ့အညီဖယားသခင်အလိုတော်ရှိတယ်မိဘစကားကိုနားထောင်ဖို့မိဘတွေကအလိုရှိတယ်တင်တို့ဒီဖုန်းကိုမကစားပဲနဲ့ဖယားပေးတဲ့အာအင်းဉာဏ်ပညာဟာဖယားပမာပဲအသုံးချပြီးတော့လောကမှာထူးချွန်ထက်မြက်တဲ့လူတစ်ယောက်ဖြစ်အောင်ပညာကိုလည်းကြိုးစားရအသက်ရှင်ပါတကယ်လို့ဖယားပေးတဲ့ခန္ဓာကိုယ်ကိုတင်တို့ရဲ့အကျင့်လေးနဲ့တင်တို့ရဲ့စိတ်ကြိုက်တင်တို့အသက်ရှင်မယ်ဆိုရင်
ဒီခန္ဓာကိုယ်အားနဲ့အောင်တင်တို့ဒီဖုန်းကိုအသုံးပြုပြီးတော့မှဒီဂိမ်းဆော့ပြီးတော့မှဒီခန္ဓာကိုယ်ကိုဖျက်ဆီးမယ်အတွင်းအစိတ်ပိုင်းအပြင်စိတ်ပိုင်းတွေကိုဖျက်ဆီးရင်ဖရာသခင်တင်တို့ကိုဖျက်ဆီးလိုက်မယ်တင်တို့ရဲ့ဝိညာဉ်လည်းငရဲမှာရောက်လိုက်မယ်ဆိုတော့ကျမကတော့မလိုချင်ဘူးကျမရဲ့မိသားစုကျမရဲ့အတိုင်းဝိုင်းကျမရဲ့ကလေးသူငယ်လေးတွေဖရာသခင်စိတ်ဆိုးတာကိုလည်းမလိုချင်ဝိညာဉ်ငရဲကြတာကိုလည်းမလိုချင်အဲ့ဒါကြောင့်မလို့ကျမအမုန်းခံပြီးတော့ကိုကျမရဲ့ online မိသားစုအတိုင်းဝိုင်းကလေးတွေကိုပါကျမဒီကနေ့ဒီနှုတ်ကပတ်တော်နဲ့ဒီတက်တေခံချက်ကိုကျမပြောရခြင်းဖြစ်တယ်ကျမရဲ့ဒီတက်တေခံချက်ကိုကြား၍လိုက်နာကျင့်သုံးနိုင်သောသူတယောက်ချင်းစီကိုဘုရားသခင်ဒီကောင်းကြီးပေးမှာဖြစ်တယ်လိုက်နာကျင့်သုံးခြင်းမရှိဘဲနဲ့ငါတို့ကတော့ဒီတိုင်းပဲအသက်ရှင်မဲဆိုရင်လာတဲ့ဘုရားသခင်ရဲ့စီရင်ခြင်းနဲ့ဘေးဟာသင်တို့သူငယ်တွေအတွက်လည်းဖြစ်တယ်လို့ပြောရင်းနဲ့ပဲနှုတ်ကပတ်တော်နဲ့တက်တေခံလိုက်ရခြင်းဖြစ်ပါတယ်ကြား၍လိုက်နာကျင့်သုံးနိုင်သောသူတယောက်ချင်းစီပေါ်မှာယေရှုခရစ်တော်ဖထာဝရဘုရားသည်အလိုတော်ရှိသည့်တိုင်ကောင်းကြီးပေးပါစေအာမင်ဟောဆုမအာမင်